အားလုံးပဲမင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာလည်းအပြင်မှာလက်တွေ့အသုံးပြုနေကြတဲ့ phrasal verb တွေကို Rubik ကလေးနဲ့အတူလေ့လာကြရအောင် Ooh, boy, it's off-putting. Is it off-putting? Tongue, put near up. put off ရဲ့အဓိပ္ပာယ်ကရွှေ့ဆိုင်းတာအချိန်ဆွဲတာကိုပြောတာ put off ရဲ့နောက်မှာ noun သို့မဟုတ်ပါ ing လိုက်တယ်ဒါမှမဟုတ်ရင် put နဲ့ off ထဲမှာတစ်ခုခုထည့်ပြီးသုံးတယ်ပေါ့ဥပမာပြောမယ်ဆိုရင်Don't put off until tomorrow what you can do today. ဒီနေ့လုပ်နိုင်တဲ့အရာကိုမနေ့ပြန်ထိအချိန်မဆွဲနဲ့ We need to put off the meeting until next week. နောက်အပတ်ကိုပေါ့နော်ဒီ meeting ကိုရွှေ့ဆိုင်းလိုက်တယ်ရွှေ့ဆိုင်းမှုလိုအပ်တယ် He keeps put off to going to the dentist. သူကသွားဆရာဝန်ကိုသွားဖို့အချိန်ဆွဲနေတယ် Never put off studying for your exam. မင်းရဲ့စာမေးပွဲအတွက်စာလေ့လာခြင်းကိုဘယ်တော့မှအချိန်မဆွဲနဲ့ They put the trip off because of bad weather. သူတို့ကရာသီဥတုဆိုးရွားနေတဲ့အတွက်ကြောင့်မလို့ခရီးကိုရွှေ့ဆိုင်းလိုက်တယ်ဒီလိုနေရာမှာ put off ကိုအသုံးပြုပါတယ် To that. Look forward to it. Looking forward to tomorrow. Look forward to သူရဲ့အဓိပ္ပာယ်ကတစ်ခုခုကိုမျှော်လင့်ဆောင်စားတဲ့နေရာမှာသုံးတယ်သူရဲ့နောက်မှာ noun သို့မဟုတ် ing လိုက်တယ်ဥပမာ I look forward to meeting you soon မင်းနဲ့မကြာခင်တွေ့ဖို့အတွက်မျှော်လင့်နေတယ် We look forward to our upcoming vacation ငါတို့ရဲ့မကြာခင်လာမယ့်ခီးစဉ်ကြီးကိုမျှော်လင့်ဆောင်စားနေတယ် She is looking forward to starting her new job သူမရဲ့အလုပ်အသစ်ကိုစတင်ဖို့အတွက်မျှော်လင့်နေတယ် I look forward to hearing from you ငါမင်းစီကနေကြားရဖို့အတွက်ဆောင်စားနေတာ Kids always look forward to Christmas ကလေးတွေအားလုံးက Christmas ရာသီကိုမျှော်လင့်ဆောင်စားတတ်ကြတယ်ဆိုတော့ look forward to ကိုဒီလိုနေရာတွေမှာအသုံးပြုပါတယ် Let's just bring it up. Bring up ရဲ့အဓိပ္ပာယ်ကစကားစမိတာဥပမာ topic တစ်ခုခုအကြောင်းကိုစတင်ပြောမိရပါတော့သူ့ရဲ့အနောက်မှာကnoun လိုက်တယ်ဒါမှမဟုတ် bring up ကြားထဲမှာထည့်ပြီးတော့သုံးတယ်ဥပမာ Don't bring up the topic during dinner ညစာစားနေတဲ့အချိန်မှာအကိစ္စအကြောင်းစပြီးစကားမပြောမိစေနဲ့ Why did you bring up his purse mistake သူ့ရဲ့အတိတ်ကအမှားတွေအတိတ်ကအကြောင်းကိုဘာကိစ္စပြောတာလဲဘာကိစ္စစပြီးပြောတာလဲပေါ့ He brought up an interesting point at the meeting သူက meeting မှာအရင်စဝင်စားစရာကောင်းတဲ့အချက်တစ်ခု point တစ်ခုကိုသူကစပြောတယ်ပေါ့နော်အဲ့အကြောင်းကိုပြောခဲ့တယ် I'm sorry to bring this out but we have a problem ငါဒီကိစ္စကိုစမြစ်အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ငါတို့မှာပြဿနာတစ်ခုရှိနေလို့ပေါ့နော် She didn't want to bring the matter up again သူမဟာဒီပြဿနာကိုပြန်ဖြစ်မှာဆိုလို့ပေါ့နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ bring up စကားစမိဖို့သူကမလို့ချင်ဘူးပေါ့နော်ဒီနေရာမှာ bring up ကိုသုံးပါတယ် Turn down service for Mr. Ryan. Turn down service. On the pillow. Turn down service. turn down ရဲ့အဓိပ္ပာယ်ကညင်းပယ်တာပယ်ချတာဥပမာ She turned down the job offer သူမကအလုပ်ကမ်းလှမ်းချက်ကိုညင်းပယ်လိုက်တယ်Why did you turn down his invitation သူရဲ့ဖိတ်စာကိုဘာဖြစ်လို့ညင်းလိုက်တာလဲ He asked her out but she turned him down သူကသူမကိုထွက်ဖို့ပြောတယ်ဒါပေမဲ့သူမကပဲပြန်ပြီးတော့ညင်းပေးလိုက်တယ်ပေါ့နော် They turned down our proposal သူတို့ကငါတို့ရဲ့ဒီရဲ့ရည်ရွယ်ချက်ကိုပယ်ရှားလိုက်တယ် Please turn down the music it is too loud turn down ကကြတော့ music နဲ့တွဲသုံးရင်ကြတော့အတန်တိုးတာဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့တရှင်းတောင်တိုးပေးပါအရန်ကျနေလို့ပေါ့နော်စာရင်းနေရာတွေမှာ turn down အသုံးပြုပါတယ်first verb ရဲ့နောက်မှာအမြဲ noun လိုက်တယ်ပေါ့နော်တကယ်လို့verb ပုံစံလာရင်ing ပုံစံဒါမှမဟုတ် gerund ဆိုပြီးတော့ပြောင်းမိလိုက်ရတယ်ပေါ့နော်ဥပမာ get up smoking look forward to seeing ဒီလိုမျိုးပေါ့နော်first verb ရဲ့အနောက်မှာတော့ adjective လောက်ဝမလိုက်ဘူးပေါ့နော်ဒါတော့သတိထားမယ့်အချက်ဖြစ်ပါတယ်channel လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ် video တွေမှာလည်း phrasal verb လေးနဲ့example sentence တွေနဲ့ပေါ့နော်။ထပ်ပြီးတော့ရှင်းလင်းပေးမယ့် video တွေအများကြီးထပ်တင်အောင်မှာဖြစ်တဲ့အတွက်ပေါ့နော်။ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe နေပြီးတော့like လေးလည်းပေးသွားစေချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။